အခန်းကြီး2ထိုအခါတနိုင်ငံလုံးကိုစီးရင်ယူစေခြင်းကကဲသာပြင်ဩဂုတ်တုသည်အမိန့်တော်ရှိ၏ကုရိနေသည်ရှုရိပြည်၌မြို့ဝန်ဖြစ်စဉ်တွင်ဤပထမစီးရင်ယူခြင်းဖြစ်သည်လူပေါင်းတို့သည်စီးရင်ဝင်ခြင်းကအသီးသီးမိမိတို့မြို့ရွာသို့သွားကြ၏ယောသတ်သည်လည်းဒါဝိဒ်အမျိုးနွယ်ဖြစ်၍ထိမ်းများဆောင်နှင်းသောမယားမာရိနှင့်အတူစီးရင်ဝင်ခြင်းကဂါလိလဲပြည်နာဇရက်မြို့မှယူဒပြည်တွင်ဗက်လင်အမည်ရှိသောဒါဝိဒ်၏မြို့သို့သွား၏ထိုအခါမာရိသည်ပရိသေရေအရင်မှရှိ၏ဗက်လင်မြို့၌ရှိနေစဉ်ဖွားအံသောနေလစေလျင်သားဦးကိုဖွားမြင်၍အဝတ်နှင့်ပတ်ရပြီးမှဧည့်သည်တဲရဇရက်၌သူတို့နေစရာမရှိသောကြောင့်သူငယ်ကိုနွားစခွက်၌တိတ်ထားလေ၏ထိုပြည်မှသိုးရင်းတို့သည်ညအခါတောအရပ်၌တဲခိုလျက်မိမိသိုးစုကိုစောင့်နေသည်ဖြစ်၍ထာဝရဘုရား၏ကောင်းကင်တမန်သည်သူတို့အနားမှပေါ်လာ၍ပတ်ဝန်းကျင်၌ထာဝရဘုရား၏ဘုန်းတော်ထွန်းတောက်သဖြင့်သူတို့သည်အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်လူပေါင်းတို့သည်အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကိုငါသည်သင်တို့အားကြားပြောရ၏ယနေ့တွင်ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်တည်းဟုသောကယ်တင်သောအရှင်သည်သင်တို့အဖို့အလို့ငါဖွားမြင်ခြင်းကိုခံတော်မူပြီသင်တို့သည်ဘယ်နှမိတ်ဖြင့်သိရမည်နည်းဟုမူကားသူငယ်သည်အဝတ်နှင့်ပတ်ရ၍နွားစခွက်၌တိတ်ထားလျက်ရှိသည်ကိုတွေးကြလိမ့်မည်ဟုဆိုပြီးလျှင်ထိုကောင်းကင်တမန်နှင့်အတူကောင်းကင်ဘိုးချေများတို့သည်ချက်ချင်းထင်ရှား၍ကောင်းကင်ဘဝဲဝဲဖျားသခင်သည်ဘုန်းကြီးတော်မူစေတည်းမြေကြီးပေါ်၌လည်းငြိမ်သက်ခြင်းရှိစေတည်းလူတို့အားမေတ္တာဂရုဏာရှိစေတည်းဟုဖျားသခင်ကိုချီးမွမ်း၍မွဲ့ဆိုကြ၏ကောင်းကင်တမန်တို့သည်ကောင်းကင်ဘုံသို့ပြန်ကြပြီးမှသိုးရင်းတို့ကငါတို့သည်ဗက်လင်မြို့သို့သွားကြကုန်အံ့ထာဝရဘုရားသည်ဖော်ပြတော်မူသောဤအမှုရာကိုကြည်ကြကုန်အံ့ဟုအချင်းချင်းပြောဆိုပြီးလျှင်အလျင်မြန်သွား၍မာရိနှင့်ယောသတ်ကို၎င်းနွားစခွက်၌တိတ်ထားလျက်ရှိသောသူငယ်ကို၎င်းတွေ့ကြ၏တွေ့မြင်ပြီးမှမိမိတို့ကြားသောထိုသူငယ်၏အကြောင်းစကားကိုအနှံ့အပြားပြောကြ၏သိုးရင်းတို့ပြောသောစကားကိုကြားသောသူရှိသမျှတို့သည်အံ့ဩခြင်းရှိကြ၏မာရိသည်ထိုအကြောင်းအရာအလုံးစုံတို့ကိုမှတ်ကျုံ၍စဉ်းစားဆင်ခြင်လျက်နေ၏သိုးရင်းတို့သည်လည်းမိမိတို့အားပြောနှင့်သည့်အတိုင်းကြားမြင်သမျှသောအကြောင်းအရာကိုထောက်၍ဘုရားသခင်ကိုအံ့ဩချီးမွမ်းလျက်ပြန်သွားကြ၏ထိုသူငယ်အားအယေပြားလိခြင်းကိုပေးရသောနေ့တည်းဟုသောရှေ့ရမြောက်သောနေ့ရောက်လျင်ပဋိသန္ဓေဆွဲတော်မမူမီကောင်းကင်တမန်မှဲ့သောယေရှုအမည်ဖြင့်မှဲ့ကြ၏ထိုနောက်မောရှေ၏ပြည့်ညတ်တရားအတိုင်းစင်ကြယ်ခြင်းကိုပြုရသောနေ့ရက်စေ့သောအခါမိဘတို့သည်သူငယ်ကိုယေရုရှလင်မြို့သို့ဆောင်သွား၍သားဦးယောက်ျားအပေါင်းတို့သည်ဖျားဖို့တန့်ရှင်းရကြ၏ဟုထာဝရဘုရား၏ပြည့်ညတ်သည့်ကျမ်းလာသည်နှင့်အညီထာဝရဘုရားအားဆက်ကပ်ပြီးမှခိုနှကောင်ဖြစ်စေဂျိုးကလေးနှကောင်ဖြစ်စေတခုခုကိုပူဇော်ရမည်ဟုထာဝရဘုရား၏ပြည့်ညတ်သည့်ကျမ်းလာပြန်သည်နှင့်အညီရစ်ပူဇော်ကြ၏ထိုအခါရှုမောင်အမည်ရှိသောသူတစ်ယောက်သည်ယေရုရှလင်မြို့၌ရှိ၏ထိုသူသည်ဖြောင့်မတ်သောသူတရားကိုယူတည်သောသူဣသရေလအမျိုး၏တက်တာခြင်းအကြောင်းကိုမျှော်လင့်သောသူဖြစ်၏တန်ရှင်သောဝိညာဉ်တော်သည်သူ့ပေါ်၌တည်တည်ဖြစ်၍သူသည်ထာဝရဘုရား၏ခရစ်တော်ကိုမမြင်မီမသေးရဟုဗျာဒိတ်တော်ကိုရ၏ထိုအခါသူသည်ဝိညာဉ်တော်အဖျင်ဗိမာန်တော်သို့သွား၍မိဘတို့သည်သူငယ်ယေရှုကိုပြည့်ညတ်တရားထုံးတမ်းအတိုင်းပြုခြင်းကဆောင်သွားစဉ်တွင်ရှုမောင်သည်ယေရှုကိုလက်နှင့်ချီပိုက်၍ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းလျက်အစိုးရတော်မူသောအရှင်ဗျာဒိတ်တော်အတိုင်းကိုရောဤကျွန်သည်ငြိမ်ဝတ်စွာဆုတေရသောအခွင့်ကိုကိုရောသည်ယခုတွင်ပေးတော်မူ၏ကိုရောဤလူဣသရေလအမျိုးကိုချီးမြှောက်စေခြင်းက၎င်းတပါးမျိုးသားတို့ကိုလင်းစေခြင်းက၎င်းလူမျိုးမျိုးတို့ရှေ့မှောက်၌ပြင်ဆင်တော်မူသောအလင်းတည်းဟုသောကယ်တင်သောသခင်ကိုအကျွန်ုပ်သည်ကိုမျက်စိနှင့်မြင်ရပါ၏ဟုမွဲ့ဆို၏ထိုစကားများကိုယောသတ်နှင့်မေတော်သည်ကြားလျင်အံ့ဩခြင်းရှိကြ၏ရှုမောင်သည်လည်းသူတို့ကိုကောင်းကြီးပေး၍မေတော်မာရိအားဤသူငယ်ကားဣသရေလလူအများလဲမည်အကြောင်းအများထမည်အကြောင်းလူအများတို့၏အကြံစီကိုထင်ရှားစေခြင်းကငင်းခုန်စရာဖြစ်မည်အကြောင်းခံထားသောသူဖြစ်၏ထိုမှတပါတန်လျက်သည်သင်၏စိတ်နှလုံးကိုခွင်းလိမ့်မည်ဟုမွဲ့ဆို၏အာရှာအမျိုးဖြစ်သောဖနွေလ၏သမီးအန္နအမည်ရှိသောပရောဖက်မှတစ်ယောက်ရှိ၏သူသည်ပြိုသောအရွယ်မှစ၍9နှစ်သာလင်နှင့်နေပြီးလျှင်အသက်ကြီးရင်း၍အနှစ်84နှစ်ခန့်မြတိုင်မုတ်ဆိုးမှဖြစ်လျက်ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအပြင်နေညင်မပြတ်ဘုရားဝတ်ကိုပြု၍ဗိမာန်တော်နှင့်မခွာဘဲနေ၏သူသည်လည်းထိုခဏချင်းတွင်ဝင်၍ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းလေ၏ယေရုရှလင်မြို့၌ရွေးနှုတ်ခြင်းအရာကိုမျှော်လင့်သောသူအပေါင်းတို့အားထိုသူငယ်၏အကြောင်းကိုပြောလေ၏
မိဘတို့သည်ထာဝရဘုရား၏ပြည့်ညတ်တရားအတိုင်းပြုရသမျှတို့ကိုအကုန်စင်ပြုပြီးမှဂါလိလဲပြည်နာဇရက်အမည်ရှိသောမိမိတို့မြို့သို့ပြန်ကြ၏သူငယ်သည်လည်းကြီးပွား၍ပညာဉာဏ်တတ္တိနှင့်ပြည့်စုံ၏ဘုရားသခင်၏ကျေးဇူးတော်သည်လည်းသူ့ပေါ်၌တည်၏မိဘတို့သည်နှစ်တိုင်းအစဉ်ပတ္တခါပွဲခံချိန်ရောက်လျင်ယေရုရှလင်မြို့သို့သွားကြ၏ယေရှုသည်12နှစ်ရှိသောအခါပတ္တခါပွဲထုံးစံအတိုင်းယေရုရှလင်မြို့သို့တက်ကြ၍ပွဲနေ့ရက်လွန်ပြီးမှမိဘတို့သည်ပြန်ကြလျင်သူငယ်ယေရှုသည်ယေရုရှလင်မြို့၌နေရစ်လေ၏ယောသန်နှင့်မေရောသည်ထိုအကြောင်းကိုမသိ၍အပေါင်းအဖော်စုထဲမှသူငယ်ပါသည်ဟုစိတ်ထင်နှင့်တနေ့ခရီးသွားမိလျင်အဆွေမျိုးအသည့်ကျွမ်းတို့တွင်ရှာ၍မတွေ့သောအခါယေရုရှလင်မြို့သို့ပြန်၍ရှာကြ၏သူငယ်ကဗိမာန်တော်၌ဆရာများအလယ်မှထိုင်၍ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကိုမိဘတို့သည်3 ရက်ကြာမှတွေ့ကြ၏သူ၏စကားကိုကြားသောသူပေါင်းတို့သည်သူ၏ပညာကို၎င်းစကားအဖြစ်ကို၎င်းအံ့ဩကြ၏မိဘတို့သည်သားကိုမြင်လျင်မိန်မောတွေ့ဝေ၍မေတော်ကငါသားအဘဲကြောင့်ငါတို့အားဤသို့ပြုသည်။ညှိုးငယ်ကြောင်းကြသောစိတ်နှင့်မိဘတို့သည်မောင်ကိုရှာကြပြီဟုဆိုသောယေရှုကမိဘသည်အဘဲကြောင့်ကျွန်ုပ်ကိုရှာရပါသည်။ကျွန်ုပ်သည်အဘ၏အိမ်၌နေရသည်ကိုမသိပါသလောဟုပြောဆိုလျင်ထိုသူတို့သည်ထိုစကားကိုနားမလည်ကြ။ထိုနောက်ယေရှုသည်မိဘတို့နှင့်အတူသွားသဖြင့်နာဇရက်မြို့သို့ရောက်၍သူတို့စကားကိုနားထောင်လျက်နေလေ၏။ထိုအကြောင်းအရာအလုံးစုံတို့ကိုမေတော်သည်နှလုံးထဲ၌မှတ်ကျုံလေ၏ယေရှုသည်လည်းအစဉ်တိုင်းကြီး၍ပညာတိုးပွားလျက်ဘုရားသခင်ရှေ့လူတို့ရှေ့မှမျက်နှာရတော်မူ၏